ဝိမု ക്തി ဆိုတာလွတ်မြောက်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။ဘာကနေလွတ်မြောက်တာလဲဆိုရင်တန်တရားဝဆင်းရဲဒုက္ခနဲ့ကိလေသာအနှောင်ဖွဲ့တွေကနေပြီးတော့မှအပိတိုင်လွတ်မြောက်သွားတာကိုဆိုလိုပါတယ်။ဗုဒ္ဓဘာသာမှာတော့ဒီလိုလွတ်မြောက်ဖို့အတွက်နည်းလမ်းတွေကိုမြတ်စွာဘုရားရှင်ကဟောကြားခဲ့ပါတယ်။ဝိမု ക്തി အဆင့်၅ဆင့်ရှိတယ်ပေါ့နော်။အဲ့မှာပထမဆုံးအဆင့်ကတည်ငါဝိမု ക്തി ဒါကတော့ခဏတာလွတ်မြောက်ခြင်းကိုဆိုလိုပါတယ်။တရားအထုတ်နေတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ယာယီလွတ်မြောက်မှုမျိုးပါ။ဥပမာအနိစ္စလို့ရှုပွားနေချိန်မှာအမြဲတမ်းရှိတယ်ဆိုတဲ့အမြင်ကနေပြီးတော့ခဏတာလွတ်မြောက်နေတာမျိုးပါ။ဒါရှုပွားနေတဲ့အချိန်ခဏလေးမှပဲတည်တက်ပါတယ်။နောက်ဒုတိယဝိမု ക്തി ကကြတော့ဝိက္ခမနဝိမု ക്തി ဒီအဆင့်ကတော့ဖိနှိပ်ချုပ်တီးပြီးလွတ်မြောက်ခြင်းဖြစ်ပါတယ်။သမထဘာဝနာများကိုပွားများပြီးတော့ဇံဝင်စားတဲ့အခါမှာကိလေသာတွေကိုဖိနှိပ်ထားနိုင်တဲ့အတွက်ကြောင့်မလို့အချိန်ကြာလွတ်မြောက်နေတာမျိုးပါဒါပေမဲ့ဇံကားထွက်လိုက်တာနဲ့ကိလေသာတွေကပြန်ပေါ်လာနိုင်သေးတဲ့အတွက်အပိတိုင်လွတ်မြောက်တာမျိုးတော့မဟုတ်ပါဘူးနောက်တတိယဝိမု ക്തി ကကြတော့သမုတ်စေတာဝိမု ക്തി ဒါကတော့အကျွမ်းမဲ့ပယ်သက်ပြီးလွတ်မြောက်ခြင်းဖြစ်ပါတယ်အရိယာမဉ္ဇဉ်တွေနဲ့သက်ဆိုင်တဲ့ကိလေသာတွေကိုအမြင့်ပြတ်ပယ်သက်လိုက်နိုင်တာကိုဆိုလိုပါတယ်ဒီလိုပယ်သက်လိုက်တဲ့ကိလေသာတွေကဘယ်တော့မှပြန်မပေါ်လာတော့ပါဘူးဒါဟာအစစ်အမှန်လွတ်မြောက်မှုရဲ့အစလည်းဖြစ်ပါတယ်နောက်စတုတ္ထဝိမု ക്തി ကပရိပတ္တိဝိမု ക്തി ဒီအဆင့်ကတော့ငြိမ်းအေးခြင်းနဲ့လွတ်မြောက်ခြင်းဖြစ်ပါတယ်မဉ္ဇဉ်တဲ့ကိလေသာတွေကိုပယ်သက်ပြီးနောက်ဖြစ်ပေါ်လာတဲ့အရိယာဖို့စိတ်ရဲ့ငြိမ်းချမ်းမှုကိုပြောတာပါကိလေသာတွေရဲ့ပူလောင်မှုတွေလုံးဝအေးငြိမ်းသွားပြီးနောက်မှာခံစားရတဲ့အေးချမ်းတဲ့လွတ်မြောက်မှုမျိုးပါနောက်ဆုံးဝိမု ക്തി ပေါ့နော်အဲ့ဒါကတော့နေတ္တရဏဝိမု ക്തി ဒါဟာအဆုံးစွန်ဆုံးလွတ်မြောက်မှုဖြစ်တဲ့နိဗ္ဗာန်ကိုဆိုလိုပါတယ်အလုံးစုံသောဝိဆင်းရဲဒုက္ခကနေလုံးဝလွတ်မြောက်ရာကင်းလို့ရာငြိမ်းအေးရာနောက်ဆုံးပန်းတိုင်ဖြစ်ပါတယ်အထက်ကဝိမု ക്തി အစစ်နေရဲ့အဆုံးပန်းတိုင်ကဒီနေတ္တရဏဝိမု ക്തി ပဲဖြစ်ပါတယ်